ချိန်တွေတမ်းတမဲ့မောပြန်လို့ခြင်းနဲ့ကူတဲ့ဒီကဘာမြေကိုနောက်သို့လက်ခိုင်းပြီးရာရာစားကပြန်စားလို့ရရဲ့ရှင်လုံးမျောလင်းခြင်းနဲ့ရှင်သာအမွေလိုက်ခြင်းဒီလိုမျိုးဆုံးတဲ့မှုကိုလေချိုးပြီးတော့မတည်ခြင်းတရားကို